ဒီတစ်ခါမှာတော့ငွေကြေးနဲ့ပတ်သက်ပြီးအခက်အခဲဖြစ်နေတဲ့လူတွေစီးပွားလက်လာပါတွေရှင်လန်းခြင်းတဲ့လူတွေအတွက်အထူးကျင့်စဉ်အနေနဲ့ပေးထားတဲ့ဝိဇာဒရရွှေဂါထာသို့မဟုတ်ဒီဝါဒပတိဂါထာတော်ကြီးရဲ့အကြောင်းကိုဝေမျှပေးခြင်းဖြစ်ပါတယ်။အင်္ဂလာပါ။ဘုရားတော်နေလန်းဆရာမိဒီကဖြစ်ပါတယ်။ဒီစင်ကြီးရွှေတော်ရဲ့တားတစ်ပဲတယောက်လည်းဖြစ်ပါတယ်။နေ့စဉ်ကြီးရေရာတွေတင်ပြီးသလိုအပတ်စဉ်ရွှေတကားကြီးဖွင့်ပါအောင်ဆိုတဲ့ရေရာတွေလည်းတင်ပြီးနေပါတယ်။အခါအားလျော်စွာစောင်းပါတွေလည်းပြီးနေပါတယ်။ပြီးတော့အထူးကျင့်စဉ်တွေကိုလည်းဝေမျှပေးနေပါတယ်။ဒီတစ်ခါမှာတော့ငွေနဲ့ပတ်သက်ပြီးတော့လက်လာပါရှင်လန်းစီတဲ့ဝိဇာဒရရွှေဂါထာဆိုတဲ့ကျင့်စဉ်ဝေမျှပေးခြင်းပါတယ်ဒီဝိဇာဒရရွှေဂါထာခေါ်တဲ့အထူးကျင့်စဉ်တော်လက်ပွင့်တဲ့အစီအစဉ်ကိုကျင့်ကြံမယ်ဆိုလို့ရှိရင်နံပါတ်1ကတော့ရေတော်နံပါတ်2ကတော့အလေးနံပါတ်3ကတော့နတ်လာအဲ့3မျိုးလို့ပါတယ်ဒီဝါလို့ရှိရင်ဒီဝါတော်ဒီဂါထာတော်ကြီးကို108ခေါက်အဒီတစ်ပတ်ပူဇော်ရပါမယ်မပူဇော်နိုင်တဲ့လူတွေအတွက်ကတော့အနည်းဆုံးသက်စီပူဇော်ပေးရပါမယ်အဋ္ဌံဝင်မယ်ဆိုလို့ရှိရင်တော့ထုပ်စံတိုင်း9ရက်ဝင်ပြီးရင်18ရက်ပြီးရင်29ရက်ဝင်ပြီးရပါတယ်ဒီနေရာမှာရေတော်တူတဲ့နေရာမှာလည်းမိမိတရားတော်လောက်စံနာရှိတဲ့လောက်အလင်းလူချင်းလည်းဆိုလို့ရှိရင်မိမိတရားတော်လောက်စံနာရှိတဲ့လောက်နန္တာလူချင်းလည်းဆိုလည်းမိမိတရားတော်လောက်စံနာရှိတဲ့လောက်ရေတော်ကန့်သတ်မထားအောင်လုပ်နိုင်ပါတယ်အဓိကနေရာမှာတော့တရားရှိခောက်ပုံမှန်ဝင်ပေးဖို့လိုတယ်အဲ့ဒါကတော့ပုံမှန်ငွေကြီးနဲ့ပတ်သက်တဲ့ကျင့်စဉ်အနေနဲ့ဝင်ပြီးရှိတယ်ကြာလက်လာပါလိမ့်ဝင်လာမယ်ငွေကြေးတွေအစီအပြေလာလိုဒီမဟုတ်ချင်းစင်ပိုင်းထဲမှာတကယ်ကိုသွားခြင်းတဲ့ဒီကိုစိတ်ဝင်စားတဲ့လူတွေဆိုလို့ရှိရင်တော့ဒီသာတာတော်ကြီးကိုတရက်လျင်3ပတ်3လတိတိဝင်ပြီးမယ်ဆိုလို့ရှိရင်တော့ငွေကြေးနဲ့ပတ်သက်တဲ့လက်လာပါအရာမှာအင်မတန်မှပေါင်းတယ်ဒီခန္ဓာကြီးသမားတွေကျင့်စဉ်သမားတွေအတွက်ဆိုလို့ရှိရင်တော့လာဘသိတိအထိကိုပေါက်သွားနိုင်တယ်လို့ဆရာတွေကပြောပြမှုပါတယ်အဲကြောင့်ကျင့်စဉ်သမားတွေအတွက်ဆိုလို့ရှိရင်တော့3ရက်3ပတ်3လတိတိစိတ်ကိုလိုပါတယ်အဲကြောင့်ဒီဝိသဒရာရွှေကတော့တို့ရာအင်မတန်မှထူးခြားပြည့်တဲ့ကာထာတော်ဖြစ်တဲ့အတွက်ကိုဝေကြီးနဲ့ပတ်သက်လို့ရှိရင်အထူးအာမခံပေးပါတယ်ကြာနာဝင်ပြစ်ဖို့လည်းလိုပါတယ်အဲဒါကိုဒီစာလေးကိုဝေပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ညီလေးရဲ့ဝေပြောချင်တာပုံမှန်တိုင်းလေးပဲအေးချမ်းလေးနဲ့ဖြတ်တန်းသွားခြင်းလေဆိုလို့ရှိရင်တော့ရေတော်ကျင့်စဉ်ကိုကျင့်အခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီကျင်းတဲ့ချက်တဲ့ရောက်သွားပြီဆိုလို့ရှိရင်တော့စိန်နာမဏိခန္ဓာတော်ကြီးရဲ့အချင်းမှာဒါမှမဟုတ်ဘူးစီးပွားလက်လာပါတွေပဲလူချင်းတယ်ငွေကြီးအင်အားတွေရချင်တယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကံတွေကောင်းကျင်တယ်ဆိုလို့ရှိရင်တော့အခုပေးထားတဲ့ဒီဝါဒပတိအားတွေဇောကာထာကြီးကိုကျင့်ရင်အပြင်အညီလေးကိုဘဝမှာအောင်မြင်မှုတွေတိုးတက်မှုတွေရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါရဲ့ဘဝကတော့ဒီလဆရာမင်းကြီးလာပါရန်လေးကြီးကျမ်းမာချမ်းသာပါ